မင်္ဂလာပါတကယ်ချင်းတွေဘဲပေါလေးမင်းညကအိမ်မဆူးတွေမှလို့အိမ်ကြီးတော့မဟုတ်ဘူးဗျာဒါနဲ့မိတ်ဆွေတို့တော့မင်းညကမှတ်ခဲ့တဲ့အိမ်မက်ကိုမှတ်မိလားအများစုကတော့နိုးတာနဲ့မေ့သွားကြတာများပါတယ်ဒါပေမဲ့တခါတလေအပြင်လောကမှာကိုတကယ်ကြုံတွေ့ရတဲ့အဖေပြည့်တစ်ခုကဟာနေဦးဒါငါလုံခဲ့တဲ့တပတ်လောက်ကအိမ်မက်ထဲမှာမတ်ဖူးတဲ့အတိုင်းပဲဆိုပြီးကြုံမှုကြတာဒါဟာပြီးခဲ့တဲ့တပတ်ကပြောခဲ့တဲ့ဒေဂျာဗူမြင်ဘူးလို့ခံစားချက်တက်တက်နဲ့လုံးဝမတူပါဘူးဒါကအိမ်မက်ထဲမှာတကယ်ကိုကြိုမြင်ခဲ့တာပါဒါကိုပညာရဲ့စကားလုံးအရဒေဂျာရေဗေလို့ခေါ်ပါတယ်အိမ်မက်မှာဖူးပြီးသား already dreamed လို့အဓိပ္ပာယ်ရပါတယ်ဒါဆိုရင်ကျွန်တော်တို့က Doctor Strange လိုမျိုးအနာဂတ်ကိုကြိုမြင်နိုင်တဲ့စွမ်းရည် precognition ရှိနေတာလားအဖြေရှာကြည့်ရအောင်သိပ္ပံပညာရှင်အများစုကတော့ဒါကို coincidence တိုက်ဆိုင်မှုတတ်တယ်လို့ပဲယူဆကြပါတယ်စဉ်းစားကြည့်ပါကျွန်တော်တို့တညကိုအိမ်မက်ပေါင်းများစွာမှတ်ကြပါတယ်တနေ့ဆိုရင်အိမ်မက်ပေါင်းထောင်ကြီးရှိနေပါတယ်အဲ့ဒီအိမ်မက်ထောင်ပေါင်းများစွာတွေကငါချော်လဲတယ်ဆိုတဲ့အိမ်မက်တစ်ခုကနောက်တစ်နေ့မှာတကယ်ချော်လဲတာနဲ့တွားပြီးတိုက်ဆိုင်သွားတာမျိုးဖြစ်နေတာပေါ့နောက်တစ်ခုကတော့အုံနောက်ရဲ့လှည့်စားမှုပါတကယ်တမ်းအိမ်မက်တုံးကရေရမဟုတ်ပေမဲ့လက်တွေ့မှာဖြစ်လာတဲ့အခါကျမှအုံနောက်ကမိတ်နေတဲ့အိမ်မက်အဟောင်းကိုလက်ရှိအခြေအနေနဲ့ကုတ်ညီအောင်ချက်ချင်းပြန်ပြီးဆက်လိုက်တာမျိုးပါဥပမာအိမ်မက်ထဲမှာကားအနီလေးမြင်မှုတာကိုအပြင်မှာတကယ်တွေ့တော့ငါဒီနေရာမှာဒီကားအနီကိုဒီအချိန်မှာတွေ့မယ်ဆိုတာအတိအကျမဖူးတယ်ဆိုပြီးကိုယ့်ဘာသာပိုတာတာလေးပြန်လဲတိဆောက်လိုက်တဲ့မှတ်နဲ့အတူ false memory တခုဖြစ်နိုင်ပါတယ်ဒါပေမဲ့ကိုယ်တိုင်ကျုံဘူးသူတွေကတော့တိုက်ဆိုင်မှုဆိုတာကိုလက်မခံကြပါဘူးဘာလို့လဲဆိုတော့တချို့အိမ်မက်တွေကအသေးစိတ်ကအစအရန်ကိုတိကျလွန်းလို့ပါဒီတဲ့ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ theory တခုရှိပါတယ်အဲ့ဒါကတော့ the predictive brain ပါကျွန်တော်တို့ရဲ့အုံနောက်ဟာကျွန်တော်တို့ထင်ထားတာထက်ပိုတော့ပါတယ်နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့သတင်းအချက်လက်တန်းမြောင်းညစွာကိုမတိစိတ်ထဲမှာတင်ထားပါတယ်ညဘက်အိပ်ပျော်သွားတဲ့အခါအုံနောက်ကအဲ့ဒီအချက်လက်တွေကို super computer ကြီးလိုပေါင်းစပ်ပြီးမနှက်ဖြန်ဘာဖြစ်နိုင်လဲဆိုတဲ့ဖြစ်နိုင်ခြေတွေကိုတွက်ချက်ပြီးအိမ်မက်အနေနဲ့ပြသတတ်ပါတယ်ဥပမာခင်ဗျားကစာမေးပွဲအတွက်အရန်စိတ်ပူနေတယ်ဆိုပါစို့အုံနောက်ကဒီကောင်စာမေးပွဲနဲ့ရောက်ရင်ခုနံပါတ်ဘယ်လောက်မှထိုင်ရနိုင်တယ်လဲဆီယာမကဘယ်လိုဖြစ်နိုင်တယ်လဲဆိုတာတွေကိုကျူးတွက်ပြီးအိမ်မက်မှတ်ပြလိုက်တာမျိုးပေါ့တကယ်ရောက်သွားတဲ့အခါအိမ်မက်နဲ့တူနေတာမျိုးပါဒါဟာအနာဂတ်ကိုမြင်တာမဟုတ်ပဲအုံနောက်ကဖြစ်နိုင်ခြေကိုကျူးတွက်ပြတာပါဒါတွေပဲလေတကယ်ချင်းလို့ရေသိပ္ပံပညာနဲ့လုံးဝရှင်းပြလို့မရကြလဲတဲ့ data review တွေလည်းရှိနေပါသေးတယ်ယူဖို့ပေးတဲ့ပညာရှင်တချို့ကတော့အိပ်ပျော်လေးစိမ်မှာကျွန်တော်တို့ရဲ့အသိစိတ်ကအချိန်ကာလစည်းကိုကြော်ပြီးအနာဂတ်ကိုရီးခနဲ့ရောက်သွားတာဖြစ်နိုင်တယ်လို့တောင်ဆိုကြပါတယ်ဘယ်သူသိမှာလဲကျွန်တော်တို့အားလုံးမှာ super power တွေရှိနေတာလည်းဖြစ်နိုင်တာပဲဟီကဲမိတ်ဆွေတော့ဒီလိုထူးခြားတဲ့ data review ကိုကြုံဘူးလားအိမ်မက်ထက်ကအတိုင်းအပြင်မှာတကယ်ဖြစ်လာတဲ့အခိုက်အတန့်မျိုးရှိခင် comment မှာမှတ်ပေးခဲ့ပါဦးကျွန်တော်လေးဖတ်ချင်လို့ပါဒီဗီဒီယိုကိုနှစ်သိန်း like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့ဘဲပေါ်လေးလည်းအိတ်တော်မယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ် good night bye bye